ဒီနေ့ကတော့စားချင်နေတဲ့နန်းကြီးတုတ်စားဖြစ်တဲ့ပိတ်ရက် one day vlog လေးပါညကလေးကအလောက်ကပြန်လာတာနဲ့ငဖယ်ရီကြောကြက်ဥရီပြုတ်ကြက်သွန်နေလီနဲ့တော်တော်များများလှုပ်ထားပြီးဖြစ်တဲ့အတွက်မနှက်ကြတော့နန်းကြီးဘက်ရေစိန်ထားတာကိုပြုတ်ဖို့နဲ့နည်းနည်းပပလှုပ်ဖို့လောက်ပဲကြံပါတော့တယ်တစ်ထက်တည်းမှာအတူနေတဲ့နှွှေရွှေပါချက်ကြွေကောင်းတယ်လို့ပြောတဲ့တငယ်ချင်းကိုလည်းကျွေးမှဖြစ်တဲ့အတွက်ကြောင့်မလို့သူယုံမသွားခင်လေးနည်းနည်းစောလေးထားပြီးတော့လှုပ်ရှားရှိတာလေးလုပ်နေတာပါနန်းကြီးဘက်ကလေအခုတုတ်စားဖြစ်တဲ့နန်းကြီးဘက်ကတော့တော်တော်လေးအဆင်ပြေတဲ့ထဲပါတယ်နှွှေဒီတစိမ့်မတိုင်ခင်တခြားတစိမ့်တွေဝယ်ပြီးတော့ပြုတ်ပူတယ်မကောင်းတာနဲ့မတုတ်ကြွေးဖြစ်တာအခုဒီတစိမ့်လေးကြတော့အဆင်ပြေတာနဲ့အဲ့ဒါသူများဟောပါတုတ်ကြွေးဖြစ်တယ်ပေါ့နော်ပုံလေးကိုတော့ comment မှာချထားပေးပါမယ်အခုကတော့နန်းစီတုတ်စားတုတ်ဖို့အတွက်အကလုံးစုံလင်နေပါပြီအခန်းမှာပဲအကလုံးခေါ်ကြွေးဖို့စဉ်းစားပေမဲ့တငယ်ချင်းကသူ့အခန်းလိုက်ခဲ့ဆိုတာနဲ့သူ့အဖေမိလေးရောက်နေတာနဲ့အဲ့လိုအိုးလိုက်ကြီးတုတ်ပြီးတော့သူများအခန်းလိုက်သွားပါတယ်လိုက်သွားပြီးတော့သူတို့တိုက်တဲ့ကော်ဖီတောက်ပြီးတော့လေတွေများပြီးတော့နန်းကြီးတုတ်လက်ဆောင်စားခဲ့ပါတယ်သူများမိသားစုနဲ့အခုလိုသူများအခန်းလေးပြီးတူတူလိုက်စားတာကတယောက်တည်းစားရတာထက်တော်တော်လေးအရသာဖို့ရှိပါတယ်ဒါကတော့စားတောက်ရေမိုးချိုးပြီးအခန်းထဲမှာ wifi line သိမ်းမမိတာနဲ့ကွန်ဒိုက workspace ကိုလာပြီးတော့ wifi လာသုံးနေတာပါဒီနှစ်3လပိုင်းလောက်ကြာလို့ရှိရင်လူရွှေထိုင်းစာတင်တန်းလေးပြန်ဖွင့်မှုရှိတယ်အဲ့ဒီအတွက်ကိုအခုပြင်ဆင်နေပါပြီဒါကတော့လက်သေးလုပ်ဖို့ချိန်ထားတဲ့အချိန်ရောက်ပြီမို့လို့သွားမှာပါလွန်ခဲ့တဲ့2လလောက်ကလေးကလှုပ်ထားတာတချို့လက်သေးတွေဆိုကျိုးတောင်ကျိုးနေပြီအဲ့ဒါအခုမှပဲရောက်ဖြစ်တော့တယ်ပေါ့ဒီပိတ်ရက်မှပဲဒါလှုပ်ဖြစ်တဲ့အယောင်လေးပါအဖြူနဲ့ပန်းနဲ့ဆက်ပြီးတော့ colorful ဖြစ်နေတာပါပြီးတော့တယောက်တည်း buffet လာစားပါတယ်မလာဟော့ပေါ့အရန်စားချင်နေတာနဲ့ဒီဇိုင်းအရန်စားလို့အဆင်ပြေပါတယ်ရွှေကတော့ဒီဇိုင်းလေးတော်တော်လေးကြိုက်ပါတယ်အချင်းကြီးဆိုလို့ရှိရင်လည်းလူရှိကြိုက်တဲ့အဲ့လိုနှမ်း sauce တွေပါရှိတယ်မာလာဟင်းကြီးဆိုလို့ရှိရင်လည်းတော်တော်လေးကောင်းတယ်အဲ့ဒါဘယ်လိုပြောရင်းနဲ့တော့ပြန်စားချင်လာပြန်ပါပြီလက်သေးကို move on မလုပ်နိုင်သေးပါဘူးဒါကတော့ shopping mall ထဲမှာဟိုဝယ်ဒီဝယ်နဲ့ပတ်စံဖြုံးခဲ့တာပါပြန်ရောက်တော့ဟော့ပေါ်စားလာတာခေါင်းတွေလည်းနန်းနေပြီဆိုတော့ချွေးတွေလည်းပြန်နေပြီဆိုတော့ရေမိုးချိုးကောင်းလေးပါလေးလျှော်ပြီးတော့နားပါပြီဗီဒီယိုတွေမတင်တာကြတော့အခုမှပြန်တင်ဖြစ်တဲ့အခါကျတော့ engagement ကအရန်နေပြီးတော့အစားကပြန်စားရသလိုဖြစ်နေပေမဲ့ဗာဗီဒီယိုလေးပဲတင်ပေါ့နော်like လေးတွေပေးကြတယ် comment လေးတွေမှန်ပေးကြတယ် share လေးတွေလုပ်ပေးကြတယ်သူတွေအကလုံးတယောက်ချင်းစီတိုင်းအောင်ကျေးဇူးတင်ပါတယ်လို့လူရွှေအစားပြန်စားရလဲကိစ္စမရှိပါဘူးကိုပါလှုပ်ချင်လဲဆိုတော့ကိုတည်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့လူရွှေကတော့ဗီဒီယိုလေးတွေဆက်ပြီးတော့တင်ပြနေအောင်ပါအားလုံးအားပေးနေကြတဲ့အတွက်ကြောင့်မလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုကြရင်ပြန်တွေ့ကြမယ်နော်တတာ good night ပါ